ပြောင်းလဲနေတဲ့ကမ္ဘာစီးပွားရေးအခင်းအကျင်းမှာအိန္ဒိယနိုင်ငံတွေကြားက SME လုပ်ငန်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအရေးပါတဲ့အခန်းကဏ္ဍကရှိနေပါတယ်။ဒီတော့ချင်းမိုင်မျိုးရဲ့ Memories of ချင်းမိုင်မှာတော့ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကြားကစီးပွားရေးတရားတစင်းကိုခိုင်ခိုင်မာမာတည်ဆောက်ခဲ့ကြပါတယ်ဝဲအခါမှာချင်းမိုင်မျိုးကို Smart and Sustainable City အနေနဲ့ပေါ်ဆောင်ရမှာ SME တွေရဲ့အခန်းကဏ္ဍကိုမိမောင်းထုတ်ပြခဲ့တယ်လို့နှစ်နိုင်ငံကြားကသတင်းအချက်အလက်နဲ့စီးပွားရေးချိတ်ဆက်မှုရဲ့အရေးပါပုံတွေကို President of Thai SME Federation Northern Coastal Wind ဖြစ်တဲ့ Mr. Eko နဲ့ Founder and Managing Director of Nissimama ဖြစ်တဲ့ Mr. Somino ကအခုလိုပဲအလေးပေးပြောကြားခဲ့ပါတယ်ပူပေါင်းဆောင်ရွက်လို့ရမယ်။ဘာလို့ဆိုကျွန်တော်တို့တယောက်တည်းတစ်ခုတည်းနဲ့ရပ်တည်လို့မရဘူး။အထူးသဖြင့်ဒီလိုမျိုး competitive global competitive နဲ့ဖြစ်တဲ့အချိန်မှာပေါ့နော်။အပြိုင်ဆိုင်ကို product ကလည်းသူ့ထက်ပိုကောင်းအောင်မယ်။ကိုကလည်းတခြား product နဲ့အပြိုင်ဆိုင်ရောင်းရမယ့်ကာလမှာပေါင်းဆက်ပြီးတော့စုစည်းပြီးတော့လုပ်တာ share လုပ်ရမယ်ပေါ့နော်။နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ကလုံရင်းနဲ့လည်းတင်ရမှာရှိမယ်ဟုတ်တယ်မလား။ပြောင်းလဲနေတဲ့ဥပဒေတွေနောက်ပြီးတော့ကျွန်တော်တို့ဒီအခွန်ကောက်တာပဲဖြစ်ဖြစ်เนาะအခွန်ကောက်လို့ဆိုတဲ့အခွန်တွေကဘယ်ရာခိုင်နှုန်းဘယ်သူကောက်တယ်နောက်ပြီးတော့ legal system လေးဒါတွေကိုလည်းခုနလုံရင်းနဲ့တင်ယူရမယ့်ဟာတွေရှိတယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျေးဇူးတင်တယ်အခုလိုမျိုးပူးပေါင်းပါဝင်ဆောင်ရွက်ကြတာဆောင်ရွက်တာနောင်လည်းခုနကပြင်ဆင်ထားတဲ့ဟာတွေမှာပူးပေါင်းပါဝင်ဆောင်ရွက်ပါအထူးသဖြင့်တော့လူငယ်တွေတကယ် young entrepreneurs တွေအနေနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ပို့ပြီးလုပ်ကြပါလို့ကျွန်တော်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးပါခင်ဗျာWe are already 1 year that opened this place. I still remember that last year, like at the business exchange event that organized by Nizima, I came to present about the idea of this place. And this is the place that I presented at that event. And then I'm very happy to have you all here again with us to this event. And this place is actually known as a place of the Burmese community, but actually we intended this place to be as a community for everyone who live in Chiang Mai. ဆက်လက်ပြီးတော့ Baden Bridge ဆွေးနွေးပွဲမှာတော့နေဆက်ပြတ်ကျော်ကုန်သွယ်မှုမှာကြုံတွေ့ရတဲ့လက်တွေ့အခက်အခဲနဲ့အခွင့်အလမ်းတွေကိုမျှဝေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရေရှည်တည်တံ့တဲ့စီးပွားရေးလုပ်ငန်းစဉ် Sustainable Business Practices တွေဟာအနာဂတ်အတွက်ဘယ်လောက်ထိအရေးပါတယ်ဆိုတာကိုလည်းအခုလိုပဲထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။ဒီဆွေးနွေးပွဲအပြီးမှာရရှိလာတဲ့အမြင်တွေကိုဒီပွဲတော်မှာပဲဈေးရောက်ချပြီးတော့ပါဝင်နေတဲ့ SME လုပ်ငန်းရှင်တအုပ်ကိုလည်းအခုလိုပဲမေးမြန်းထားပါတယ်ဟင်းပုံစံပေါ့နော်ဟင်းပုံစံကိုနည်းနည်းထိုင်းဘက်ကိုနည်းနည်းတွားပြီးတော့ကျွန်တော်တို့ကမြန်မာအစားအစာရောင်းတဲ့အတွက်ထိုင်းဘက်ကိုတွားပြီးတော့ဖြစ်ဖို့ပေါ့နော်ထိုင်းအရသာလေးနည်းနည်းပါဖို့မြန်မာစတိုင်နေပြီးတော့ထိုင်းနဲ့မြန်မာအရောစတိုင်လေးတွားဖို့idea ရတယ်ကျွန်တော်အမြင်တော့ညနေကျတော့ပို့ပြီးတော့ကောင်းလာစီနေတာပေါ့နော်ပို့ကောင်းမှာပဲဒီလိုမျိုးမြန်မာကွန်မြူနတီတွေနဲ့ဗာလဲအဲ့လိုချိတ်ဆက်မှာပဲအဆင်ပြေပါဘူးဒီပွဲကြီးမှာဆိုလို့ရှိရင်အချင်းချင်းစကားပြောရုံတွေမဟုတ်ဘဲနဲ့ SME Boost တွေမှာတော့လုပ်ငန်းရှင်အချင်းချင်းတိုက်ရိုက်တွေ့ဆုံတဲ့ B2B pathway တွေလက်တွေ့ကြတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဖော်ဆောင်နေကြပါတယ်။ဒါဟာနေဆက်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုရဲ့အောင်မြင်တဲ့ခြေလှမ်းသစ်တွေပဲဖြစ်ပါတယ်။ Give an idea exchange ပွဲကြီးကနေပြီးတော့အစပြုလိုက်တဲ့ဒီစီးပွားရေးမိတ်ဖက်ပြုမှုတွေဟာထိုင်းနဲ့မြန်မာနှစ်နိုင်ငံစလုံးအတွက် share prosperity ဆိုတဲ့အတူတကွဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်စီကိုဥတည်နေမှာအသေးကြပါပဲရှင်။
Bye.